Agnes ကျောင်းမရှိနေမှာဘာတွေလုပ်လဲဆိုတာကြည့်လိုက်ကြအောင်မနေ့ထားလာပြီဆိုလို့ရှိရင်နော်အေးရရင်သိမ်းနေတက်ကြည့်လာပြီဆိုတော့ multivitamin မတောက်လို့မရတော့ဘူးလေဆေးတောက်ပြီဆိုလို့ရှိရင်တော့မျက်နှာကြည့်လိုက်ရှစ်ခေါက်ချိုးချိုးပြီးလောက်ပြီးသားလူတွေအတွက်က make up ကအများကြီးမလိုပါဘူးခက်နီလေးဆိုရုံနဲ့လှပါပြီကဲရော့ကျမရဲ့ make up စင်နေပြချင်တော့ဒီမှာကြည့်ပြန်လဲသိမ့်မသွားဖြစ်တော့အင်ကြီးကိုအဲ့လောက်မလျှော့ဖြစ်ဘူးတစ်ပတ်တစ်ခေါက်လောက်ပဲလျှော့ဖြစ်တယ်ကျောင်းမရှိရက်ဆိုတော့အင်ကြီးလျှော့လိုက်အောင်မယ်နော်ကဲ shop ပြီးသွားပြီဆိုလို့ရှိရင်တော့အလုပ်လေးနဲ့လုပ်လိုက်အောင်မယ် TikTok content အတွက် dollar tree ကြောင်းရိုက်မယ်ဆိုတော့ dollar tree ကြောင်းကို research လုပ်လိုက်မယ်ကျမဘာချင်လဲမသိဘူးလုပ်ပြီဆိုဘိုက်စားပြီခုကတော့ခောက်ဆွဲပြုတ်လေးစားမယ်ခောက်ဆွဲတာပြုတ်နေတာကျမကောင်းထဲမှာဘာစဉ်းစားနေလဲဆိုစားနေနေဘာကြည့်ရင်ကောင်းမလဲဆိုစဉ်းစားနေတော့အခုလေ Netflix မှာအသက်ထွက်တဲ့ Typhoon Family ရုပ်ရှင်ကကြည့်ပြီလားကိုရီးယားရုပ်ရှင်ကဒါပေမဲ့ तू ကအလုပ်ကိုဘယ်လိုလုပ်လဲ export ဘယ်လိုလုပ်လဲဆိုတဲ့ရုပ်ရှင်ဖြစ်ပါတယ်သူများကြည့်ရမကြည့်တာစိတ်တော့ဝင်စားပါဘူးကိုယ့်ဘက်ကိုပဲကြည့်လိုက်တော့မယ်နော်ရုပ်ရှင်ကြီးကြည့်ပြီးစားရတဲ့ feeling ကဘာ feeling နဲ့မှမတူဘူးကွာဘိုင်လဲဝါပြီဆိုတော့အလုံးလုံးမဖြစ်မယ်ကျမဒီစပွဲကိုခဏခဏမြင်မှုမဲ့ထင်တယ် make up သုံးတော့လေဒီစပွဲပဲစားလုပ်လေဒီစပွဲပဲ TikTok ရိုက်တော့လေဒီစပွဲပဲအခုရိုက်နေတဲ့အပုတ်ကတော့ dollar tree ကြောင်းပဲဖြစ်ပါတယ်ငငယ်လေးတွေကဖြစ်ချင်တာအဆိုတော့သိလားဖေးမီရိုက်လို့တာညီမနှစ်ယောက်ကအခုအဆိုတော့မဖြစ်တာကြီးနဲ့ကျမတို့နှစ်ယောက်ဆိုမိုက်မချလို့ခေါ်တယ်ညီမနှစ်ယောက်ကစားတော့မကြဘူးရက်ကတော့အသေးချက်အချင်းစဆိုတာည9:00 နာရီတည်းအိတ်တာ2 နာရီမှအိတ်တာတော်တော်လေးအာညောင်းနေပြီအိတ်တော့မင်းဘိုင်ဘိုင်